Hello အားလုံးပဲမင်္ဂလာပါရှင် Daily to Dermatologist Channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်မနာမည်ဒေါက်တာထူးထူးကျော်ပါရေပြားထုခုဆရာဝန်ပါဒီနေ့ပြောပြမှာတော့ရေတောက်ချင်းကနေပြီးတော့เนาะ glow စေမဲ့အကြောင်းလေးပြောပြမှာပေါ့မျက်နှာเนาะအသားရည်ကိုစုပ်ပြပြီးတော့ glow ဖို့အသားရည်စုပ်ပြကြည်လင်အောင်ပေါ့เนาะဘယ်လိုလုပ်ရလဲဆိုလို့ရှင်အဓိကကတော့ဒီ skincare step by step basic step တွေသုံးတာကောင်းတာပေါ့နော်ပြီးရင်အဲ့ဒါအပြင်ကိုပို့ပြီးတော့ supportive အဲ့ဒီဟာတွေနဲ့တွဲပြီးတော့ဘာတွေလုပ်ရလဲဆိုလို့ရှင်အနေထိုင်အစားအသောက်တွေဆင်ကျင်တာအဲ့ဒါကောင်းတယ်လीနော်ပြီးရင်နောက်တစ်ခုကကြတော့ရေတောက်တာကြတော့နော်ပြောကြရလေကိုခဏရေချိုးသလိုပဲရေတောက်တာကလည်းအတွင်းထဲကိုရေချိုးတယ်ပေါ့နော်ကိုရင်းအင်္ဂါတွေကိုအတွင်းဘက်ကိုရေချိုးတယ်ဆိုပြီးပြောကြရလေအဲ့တော့ရေများတောက်တာလည်းကောင်းတယ်ဒါပေမဲ့လွန်ကျွံမတောက်ဖို့ရေးကြည့်တယ်အလွန်ကျွံတောက်ပြီးတော့ရေအများကြီးတောက်ပြီးတော့ယောဂတွေဖြစ်တာလည်းရှိတယ်နော်အဲ့တော့ရေကိုစနစ်တကျနဲ့ဘယ်လိုတောက်မှာလဲဘယ်လောက်ပမာဏတောက်မှာလဲနော်ဘယ်ချိန်တွေမှာတောက်မှာလဲပေါ့အဲ့ဒါနဲ့ရေပြားကိုဘယ်လိုအကျိုးသက်ရောက်မှုရှိစေလဲဆိုတဲ့အကြောင်းလေးပြောပြပေးမှာဖြစ်ပါတယ်ဒါကလေကိုကလည်းလိုအပ်နေလို့ပြောတာပေါ့လေနော်ကိုကလည်းရေတောက်တာပြင်းတယ်ရေတောက်နဲတယ်ပေါ့နော်အဲ့ဒါတဖြည်းဖြည်းအရင်အထက်ဆန်တော့ရေတောက်များအောင်စူးစမ်းနေတာပေါ့လေနော်မျက်နှာမှာလည်းလို့မချန်လေးတွေကလည်းထွက်တော့အခုဆိုဒီအပေါ်မှာထွက်နေတာဒါဟိန်ဒူတို့ဘာလို့မှဒီလိုလေးအဆက်ကလေးထွက်တယ်လို့တောင်ဖြစ်နေ basic skincare steps တွေကကြတော့เนาะအရင်ဆုံးမျက်နှာအရင်တက်တယ်ပေါ့ပြီးရင် moisturizer လေးနဲ့ sunscreen နဲ့လုပ်တယ်အဲ့ဒါ basic step ပဲเนาะအဲ့ဒီ၃ချက်အကြောင်းကိုဟိုးရင်ဗီဒီယိုတွေမှာပြပြခဲ့ကြည့်လိုက်เนาะကဲရေတောက်တဲ့အကြောင်းကိုပြောတဲ့အခါမှာရေကိုเนาะဘယ်လိုတောက်လဲဆိုတော့လူတိုင်းသိတော့သိကြရတယ်မနက်စောကြီးဆိုမနက်စောအေးရထားတာနဲ့ဘာမှမစားခင်ရေတောက်ဆိုပြီးတော့เนาะအဲ့အကျင့်လေးလုပ်ပေးကြအဲ့ဒါကောင်းတယ်เนาะအဲ့ဒါဘာဖြစ်လို့ကောင်းလဲဆိုတာတော့ပြမယ်ခန္ဓာကိုယ်ကြီးမှာရေက80%ပါတယ်เนาะ80%ရေနဲ့ပဲဖွဲ့စည်းထားတယ်အဲ့ဒါကြောင့်မလို့ရေတောက်တာအကျိုးရှိတယ်ပေါ့နော်အရေပြားဆိုတာကခန္ဓာကိုယ်ရဲ့အကြီးဆုံးအင်္ဂါအစိတ်ပိုင်းတစ်ခုเนาะခန္ဓာကိုယ်မှာဒီအုံနောက်တွေရောနှလုံးတို့အသေးတို့ကြောက်ကတ်တို့အဲ့လိုကလေးစားတွေအပြင်ကိုတစ်ခုအဲ့လိုမျိုး weight ချိန်လိုက်တာပေါ့အရေပြားအကုန်လုံးချွတ်ပြီးတော့ချိန်လို့ရှင်အရေပြားအကြီးဆုံးပဲအသေးထက်လည်းကြီးတယ်အုံနောက်ထက်လည်းကြီးတယ်အဲ့လိုမျိုးเนาะခန္ဓာကိုယ်တစ်ခုလုံးကိုဖုံးထားတာဆိုတော့အဲ့တော့ရေကသူ့စီမှာလည်းအများကြီးပါဝင်နေတယ်ရေထက်ကလေเนาะကဲပထမဆုံးတစ်ချက်တချို့တွေဆိုလို့ရှိရင်လေတားရည်လေးကလှလိုက်တာပန်းရောင်လေးကိုတန်းနေရပဲဆိုနော်ရေတောက်တဲ့ပထမဆုံးတစ်ချက်ကောင်းတဲ့အချက်ကအဲ့ဒီဟာသွေးလည်ပတ်မှုကောင်းစေတယ်သွေးလည်ပတ်မှုကောင်းတော့အရေပြားမှာလည်းဒီသွေးရောင်ကပန်းရောင်အနီရောင်လေအနီရောင်ဆိုသွေးရောင်ကလည်းလာလွှမ်းတယ်လीနော်အဲ့သွေးလည်ပတ်မှုကောင်းစေတယ်အဲ့တော့ skin tone ကိုကောင်းတာပေါ့နော်ပန်းရောင်လေးတန်းနေတာပေါ့နံပါတ်2အချက်ကအရေပြားကကြောက်နိုင်ဆန့်နိုင်တဲ့စွမ်းအားရှိရယ်နော်အဲ့ဒီဟာအတွက်ကို collagen ကအဓိကလုပ်ပေးတယ်အဲ့ဒါ elasticity ကောင်းတယ်ပေါ့ကျုံနဲ့ဖိလိုက်လို့ရှင်ပြန်ပြီးတွန်းကန်တယ်နော်အဲ့ဒီလိုမျိုး collagen တွေ synthesis ခန္ဓာကိုယ်ကနေ collagen တွေတိစောက်ဖို့လုပ်ဖို့အတွက်ဆိုလို့ရှိရင်ရေဓာတ်ကအများဆုံးလိုအပ်တယ်အဲ့တော့ elasticity ဆိုတဲ့ဟာမကောင်းလို့ရှိရင်ကြတော့အရေပြားရောတိရော်ရဲနေပေါ့အဲ့တော့ wrinkle ဆိုတော့ဟိုအရေးအကြောင်းသေးသေးလေးတွေလည်းအများကြီးပေါ်လာနိုင်တာပေါ့နော်အဲ့တော့အမင်းရတာတွေအရွယ်မတိုင်ခင်အသက်ကြီးနေတယ်လို့အမင်းရတာတွေကိုဒီရေနင်းများတောက်ချင်ရကောက်ွယ်ပေးရပေါ့နောက်တစ်ချက်ကသူကလေဖောတွတ်ဖြစ်နေတဲ့ဟာကိုကြာစေတယ်တချို့တွေမျိုးသမီးတွေဆိုလို့ရှိရင်သိတယ်အဲ့ရာနိုးလာကစားဆိုမျက်နှာကြီးကဖောင်းအစ်နေတယ်အမှန်အဲ့ဖောင်းအစ်တဲ့ဟာတချို့တွေကလည်းကြိုက်တယ်မျက်နှာလေးဖောင်းအစ်နေလှတယ်ပေါ့တချို့တွေကလည်းမကြိုက်ကြဘူးနော်အဲ့ဖောင်းအစ်တဲ့တစ်ခုရယ်နောက်တစ်ခုကကြတော့ရာသီလာခံနေအချိန်ပေါ့အဲ့မှာလူက bloating ဖြစ်တယ်လို့ခေါ်တာပေါ့နော်ရေကိုဆွဲထားတော့လေအဲ့ဖောတွတ်လို့ဖြစ်နေတာအမှန်အဲ့ဒါတွေအကုန်လုံးကရေကိုလိုအပ်နေခန္ဓာကိုယ်ကလိုအပ်နေတယ်ဆိုတာပြတာသူကဘာဖြစ်လို့လဲဆိုတော့ dehydration ဖြစ်တယ်ဆိုတာရေဓာတ်ဆုံးရှုံးတာအဲ့တော့ရေဓာတ်မဆုံးရှုံးအောင်လို့သူတို့ကအရင်ခန္ဓာကိုယ်ထဲကိုရေတွေဆွဲသွင်းလိုက်တဲ့သဘောအဲ့ဒါကြောင့်မလို့လူကဖောင်းဖောတွတ်ဖြစ်နေတာနော်အဲ့တော့အိတ်ခန်လေးမှာရေတောက်တယ်တချို့တွေကအရင်တော့ဆိုကျွန်တော်ရေတိတ်မတောက်ဘူးအိတ်ခန်လေးရေတောက်လို့ရှိရင်ရှုရခဏပေါက်ရတယ်လीနော်အဲ့တော့အေးပြက်တယ်ဆိုပြီးတော့အမှန်အိတ်ခန်လေးမှာရေတောက်တာလည်းတောက်ရမယ်တောက်တဲ့နဲ့ပြီးရင်ဘာဖြစ်လို့လဲဆိုတော့ကိုကအချာကြီးအိတ်မှာလေအိတ်ပြီးတော့ပြန်ပြီးနိုးလာတဲ့အချိန်ကျရင်ရေကတော်တော်ရေဓာတ်တွေလိုနေတာပေါ့နော်နိုးလာတဲ့အချိန်လောက်ရေမတောက်ဘူးလေအိတ်နေတော့အဲ့တော့ကြတော့လူကမနက်မိုးလင်းလို့ရှင်ဖောတွတ်ဖြစ်နေတာ
အဲ့လိုမျိုး puffiness လို့အဲ့လိုဖော်တော့ဖြစ်နေတဲ့ဟာကိုရေတောက်ခြင်းကနေပြီးတော့ကျစေတယ်အဲ့တော့အကြီးအဲ့လိုဖြစ်တာတွေမဖြစ်တော့ဘူးပေါ့နော်ရေတောက်ရမယ်ကဲနောက်တစ်ချက်ကကြတော့ဝက်ချန်ထွက်တာကိုတတ်တာစေအဲ့ဒါကကြတော့လေမြန်မာဟန်နဲ့လည်းဆင်တူတယ်နော်အဲ့ဘယ်လိုဖြစ်တာလဲဆိုတော့ဒီကိုခန္ဓာရဲ့အစိတ်အတောက်တွေကိုရေတွေတောက်လိုက်တာအခါကျအစိတ်တောက်တွေနည်းသွားတယ်ပေါ့တောက်စင်တွေနည်းသွားတယ်ဖယ်ရှားလိုက်တယ်အဲ့ဒီအတွက်ကြောင့်လည်းပါတယ်နောက်တစ်ချက်ကကြတော့လေရေတောက်လို့ရှိရင်အစာရင်ဥလန်းချောင်းမှာသူကရေဓာတ်တွေများလို့ရှိရင်သူကအစာချေအားကောင်းတယ်နော်အဲ့ဒါဆိုလို့ရှိရင်ဝင်းနေလည်းမှန်တယ်ပေါ့ဝင်းချုပ်လို့ရှိရင်ဒီဝက်ချန်လေးထွက်တတ်တယ်အဲ့လိုမျိုးမဖြစ်အောင်လို့ဒီဟာဝက်ချန်ထွက်တာတက်တာအခုရေတောက်တာအဲ့ဟာနဲ့ဆက်တာပေါ့လေနော်ငယ်တုန်းကဆိုလို့ရှိရင်အမေကလေဝက်ချန်ထွက်လို့ဆိုပြီးတော့အဲ့လိုမျိုးဝမ်းနှုတ်ဆေးအရန်တိုက်လေးရှိတယ်။ဥပမာဝမ်းနှုတ်ဆေးကသူကတော့ဝမ်းသွားစေချင်လို့မြမဟန်အတိုင်းတိုက်တာပေါ့လေနော်။ဝမ်းသွားတာကောင်းတယ်အပုတ်ဆက်တွေဆင်တယ်ပေါ့နော်။ဒါပေမဲ့အဲ့လိုမျိုးသဘာဝနည်းအတိုင်းပဲကောင်းတယ်။အဲ့လိုမျိုးဆေးနဲ့ဝမ်းသွားတာကြတော့တိတ်မကောင်းအဲ့ဒါဆိုလို့ရှိရင်ရေဓာတ်တွေပိုဆုံးရှုံးတယ်။ကဲရေကိုဘယ်လိုတောက်မလဲ။မနက်စောအိယာနိုးချင်းဘာမှမစားခင်အစာဘိုက်ထဲမှာဘာမှမရှိခင်ရေတောက်ရမယ်အဲ့ဒါကောင်းတယ်အဲ့ဒါဘာဖြစ်လို့ကောင်းတာလဲဆိုတော့အစိတ်အတောက်တွေ toxin တွေရှိလို့ရှိရင်အရင်ဆုံးသူကဝင်းထဲကိုသွားတယ်ပေါ့နော်အဲ့တော့ဝင်းမှန်တာလည်းပါတယ်လေဝင်းထဲကိုသွားတယ်တချို့တွေကကြတော့လေအဲ့လိုအစာမစားခင် coffee တောက်တဲ့အကျင့်ရှိတယ်အဲ့ဒါလုံးဝမလုပ်ပါနဲ့အဲ့ဒါမကောင်းဘာဖြစ်လို့လဲဆိုတော့အရှိမရေမတောက်ထားလို့ရှိရင် coffee ကကြတော့လေ dehydration ဖြစ်စေတာ coffee ကရေခန္ဓာကိုယ်ရဲ့ရေဓာတ်တွေကိုဆွဲထုတ်တာဆုံးရှုံးတာcoffee တောက်ပြီးရင်စီးသွားတယ်လေဟုတ်တယ်မလားအဲ့ဒါကြောင့်မလို့ coffee ကိုအရင်မတောက်နဲ့ရေကိုပဲတဝတောက်ရေကို2ဖန်ခွက်တောက်ရမယ်နော်ရေ2 glass of water ပေါ့နော်အဲ့ရေ2ဖန်ခွက်တောက်ပြီးတော့မှနောက်ပတ်ကိုတောက်ချင်တဲ့ coffee တောက်ပေါ့အဲ့ဒါဆိုတော့ရတယ်တချို့တွေကကြတော့အဲ့မနက်ခင်းကိုအဲ့ရေမှာနော် detox water လို့ဟာမျိုးလေးတွေတောက်လို့ရှိကြတယ်အဲ့ဒါကြတော့ပိုကောင်းတာပေါ့နော်အဲ့လိုတောက်နိုင်တော့လဲတောက်ပေါ့နောက်တစ်ချက်ကကြတော့အစာမစားခင်တောက်ပါအစာမစားခင်ဆိုတာနေ့လယ်ထမင်းမစားခင်ပေါ့နော်ပြီးတော့ညစာဆိုလည်းညစာမစားခင်တောက်အဲ့ဒါကြတော့တစ်ချက်ခုံးနှစ်ချက်ပြက်weight ထိန်းကျင်တဲ့သူတွေအတွက်လည်းပါတယ်နော်ရေတောက်တာကောင်းတဲ့အကျိုးအာနိသင်လည်းရတယ် weight ထိန်းတဲ့အာနိသင်လည်းရတယ်ပေါ့နှစ်ချက်ရမယ်နော်ဒီရေကိုအရင်တဝတောက်လိုက်တဲ့အတွက်ကြောင့်မလို့အစာထဲမှာအဲ့အစာအိမ်ထဲမှာရေကိုတဝက်လောက်ဖြစ်သွားတယ်အဲ့ဒါဆိုလို့ရှိရင်ကိုတိတ်ပြီးတော့မစားချင်တော့ဘူးပေါ့နော်အစာမစားနိုင်တော့ပေါ့အဲ့တော့ကြတော့အစားခြင်းစိတ် over eating မဖြစ်ဘူးလို့တော့သူတို့ကပြောတာပေါ့နော်တချို့လူတွေအရန်စားရတယ်အဲ့လိုအရန်စားခြင်းစိတ်တွေမဖြစ်တော့ဘူးပေါ့လေနော်ပြီးရင်ရေကအရင်ဆုံးအဲ့ဥလန်းချောင်းထဲမှာရှိသွားတော့သူကရေဓာတ်ပို့ပြီးတော့အရင်စုပ်ယူတယ်နော်ပြီးရင် nutrition ဆိုရဲလေအာဟာရဓာတ်အဲ့အာဟာရဓာတ်ကိုလည်းသူကပို့ပြီးတော့ရစေတယ်ဘာဖြစ်လို့လဲဆိုတော့ရေကိုအရင်ထည့်ထားတဲ့အတွက်အစာခြေတော့မယ်အစာတွေလိုက်အစာတွေခြေတော့မယ်အဲ့ဒါဆိုအစာမြန်ပို့ကြည့်လွယ်တယ်နောက်တစ်ချက်ကကြတော့အစားနေစဉ်အတွင်းရေတောက်တာအဲ့ဒီဟာကတော့အကျင့်လေးနည်းနည်းလောက်ရမယ်ကျမကြတော့လေကိုယ့်အကူဆိုလို့ရှိရင်မစားခင်တော့တငုံလောက်ဖြစ်အဲ့လိုတောက်ချင်တောက်တယ်ပေါ့နော်ပြီးတော့အစားစားပြီးတော့မှပဲထမင်းစားပြီးသွားပြီဆိုရင်တော့ရေတောက်လိုက်တယ်နော်အဲ့လိုတွေလောက်တာများတယ်စားနေတဲ့အချိန်အတွင်းကိုရေတောက်တဲ့အကျင့်ကြတော့တိတ်မရှိဘူးပေါ့နော်ဒီမှာစားနေတဲ့အချိန်အတွင်းလည်းရေတောက်တာကောင်းနေတဲ့ဘာဖြစ်လို့လဲဆိုတော့စားနေတဲ့အချိန်အတွင်းရေတောက်လို့ရှိရင်ခုနကလိုမျိုး over eating မဖြစ်ဘူးပေါ့နော်တချို့တွေအရန်စားတယ်လို့ဘိုက်ကြီးဟာနေပူဆိုးတယ်အရန်စားအဲ့လိုအရန်စားတဲ့ဟာမဖြစ်ဘူးနောက်တစ်ခုကကြတော့ရေကိုလည်းအဲ့လိုအစာနဲ့အတူဝင်သွားတဲ့အတွက်အစာခြေရေထဲမှာလည်းရေပါသွားတယ်ပေါ့နော်အဲ့တော့ကြတော့အစာတွေကိုပို့ပြီးတော့ခြေနိုင်တယ် nutrition အာဟာရတွေပို့ပြီးတော့စုပ်ယူနိုင်တယ်ပြီးရင်ဥလန်းချောင်းကိုမြန်ပို့ပြီးတော့တွန်းပို့တယ်ပေါ့တွန်းပို့တယ်ဆိုတော့သူကမှန်လွယ်ပြောရလို့ရှင်ဝင်းမှန်တယ်ပေါ့ဝင်းဖြစ်လွယ်တယ်ပေါ့နော်အဲ့လိုမျိုးလည်းဖြစ်စေတယ်အဲ့ဒါကြောင့်ဟင်းချိုတွေပါတွေလည်းတောက်ကြတာပေါ့နော်ဒီထမင်းစားတဲ့အချိန်မှာလေနော်နောက်တစ်ချက်ကကြတော့ရေပဲချိန်တောက်မှလဲဆိုရင်နေ့လယ်2နာရီကနေ4နာရီအတွင်းအချိန်နဲ့အဲ့ဒါကိုတို့က mid afternoon အချိန်လို့ခေါ်တာပေါ့နော်အဲ့ဒါတချို့တွေဆိုလို့ရှိရင်လေအဲ့အချိန်မှာလေဘိုက်စားတဲ့ခါလဲရှိနိုင်တယ်ပြောလို့ထမင်းစားပြီးတဲ့အချိန်တော့အချိုတဲကျင်တာတွေရှိနိုင်တယ်တချို့ကကြအဲ့အချိန် coffee တောက်တယ်အဲ့ coffee တောက်ချင်တယ်ပေါ့အဲ့တော့ရေကိုအစားထိုးလိုက်မယ်ပေါ့ coffee နဲ့အစားထိုးရလားဆိုမရဘူးcoffee ကကြခုနပြောတယ် dehydration ဖြစ်စေတယ်ရေတွေကိုဆွဲချတယ်သူကစီးသွားတယ်လေနော်အဲ့တော့အဲ့ဒီ2နာရီကနေ4နာရီအတွင်းအချိန်မှာကိုကရေကိုအရင်တောက်လိုက်ရေတောက်ပြီးတော့မှကိုက coffee တောက်ချင်တယ်ဆိုလို့ရှိရင်တော့မှ coffee ဆက်တောက်အဲ့ဒါဆိုရင်ဒီ dehydration လည်းမဖြစ်တော့ဘူးပေါ့နော်ရေဓာတ်လည်းပို့ပြီးတော့ရမယ်ရေကိုဘယ်လောက်ပမာဏတောက်ရမလဲ
နော်တနေ့စာကိုပြောတာအဲ့ဒါကကြတော့လေအချမ်းမြင့်မှတ်ထားလို့ရတယ်အချမ်းမြင့်ဆိုလို့ရှိရင်တော့အမျိုးသမီးတစ်ယောက်ဆိုတော့ဒီ adult အရွယ်ရောက်ပြီးအမျိုးသမီးတစ်ယောက်ဆိုလို့ရှိရင်2လီတာပေါ့အဲ့ဆိုရေတက်မှု2ဘူးယောက်ျားလေးတစ်ယောက်ဆိုလို့ရှိရင်အရွယ်ရောက်ပြီးယောက်ျားလေးတစ်ယောက်ဆိုလို့ရှိရင်ရေတက်မှု3ဘူးနော်အဲ့ဒါအချမ်းမြင့်မှတ်တာဒီအတိအကျတွေကကြတော့ရှိတယ်အဲ့ဒါလေးဖတ်ပြမယ်နော်တစ်နှစ်ကလေးအရွယ်တွေတစ်နှစ်ကနေ3နှစ်အထိဆိုလို့ရှိရင်ねသူတို့ကလေအဲ့ဒီမှာဖြစ်သွားတယ်ကျမရုပ်ကိုကြည့်ကြပါဦးမျက်နှာစူပုတ်နေတာပဲအခန်းတကားလာခောက်လို့လေ recording လုပ်ရင်းနဲ့အနှောက်အယှက်ဖြစ်သွားတဲ့ရုပ်ကလေးလေးအသက်တစ်နှစ်ကနေ3နှစ်ဆိုလို့ရှိရင်4 cup ဆိုတော့ဒီရေခွက်နဲ့4ခွက်ဆိုတာ1လီတာရေတက်မှုတစ်ဘူးကိုပဲပြောတာပါနော်4နှစ်ကနေ8နှစ်ဆိုလို့ရှိရင်တစ်နေ့လုံးလိုအပ်တာက1.2 to 1.6 လီတာဆိုတော့ရေတက်မှုတစ်ဘူးခွဲပေါ့ပြီးတော့9နှစ်ကနေ18နှစ်ဆိုလို့ရှိရင် main ကလေးတွေဆိုလို့ရှိရင်တော့2.1 လီတာဆိုတော့2လီတာပါပဲယောက်ျားလေးတွေဆို2.6 လီတာဆိုတော့2လီတာခွဲနော်ရေတက်မှု2ဘူးခွဲပေါ့ပြီးရင်အသက်နော် main ကလေးတွေမှာလေအသက်ကြီးရင်ကျတော့16နှစ်အထက်ပေါ့လေအရွယ်ရောက်ပြီးသူပေါ့အဲ့ဒါဆိုလို့ရှိရင် main ကလေးတွေဆိုခုနဒီ2လီတာလိုတယ်လို့ပြောရလေpregnancy နဲ့ breastfeeding ဗာလဲကိုဝင်ဆောင်ချိန်နဲ့ဒီနို့တိုက်တဲ့အချိန်မှာတို့ကပို့ပြီးတော့လိုတယ်ပေါ့အဲ့ဒီအထက်ကိုပို့ပြီးတော့တောက်ပြီးပါပေါ့နော်ပြီးရင်အသက်65နှစ်အထက်သူတို့တွေကတော့ယောက်ျားဖြစ်ဖြစ်မိန်းမဖြစ်ဖြစ်ရှိ2လီတာရေတက်မှု2ဘူးတောက်ပေးသင့်ပါတယ်ရေတောက်ပေးတဲ့အကြောင်းတွေကိုပြောရင်းနဲ့နော်ရေဆုံးရှုံးတာရေဓာတ်ဆုံးရှုံးတာ dehydration ကိုဘယ်လိုသိနိုင်လဲဆိုတဲ့အကြောင်းလေးပါပြောပြပေးမယ်နော်ဒီဝင်းသွားတယ်တို့အဲ့ဒါတော့သိတာပေါ့လေနော်အထက်လန်အောက်ရှော့ဖြစ်တဲ့အန်လဲအန်နဲ့အဲ့လိုလူမျိုးတွေဆိုလို့ရှိရင်ရေကလိုအပ်တယ်ပေါ့နော်သူတို့တွေကြားလို့ရှိရင်မျက်ကွင်းတွေလည်းခြောက်ပြီးတော့အဲ့ဒါကတော့နေတော်တော်လေးကိုဘယ်လိုပြောရမလဲစေးုံနဲ့ရောက်နေတဲ့အခြေအနေပေါ့နော်အဲ့တော့မျက်ကွင်းတွေခြောင်တာတို့နော်အသားရည်ကိုဆွဲလိုက်လို့ရှိရင်အသားလေးကမြန်လေးမကြလာဘူးပေါ့နော်အဲ့လိုဆွဲပြီးတော့ပြန်ချလိုက်လို့ရှိရင်ဒီလိုပေါ့ဒီလိုဆွဲပြီးပြန်ချလိုက်ရင်ချက်ချင်းမကြတော့ဘူးပေါ့ကလေးတွေဆိုသိတာတယ်ဘိုက်အရေပြားလေးကိုဆွဲလိုက်လို့ရှိရင်ဖြည်းဖြည်းလေးပြန်ကြတယ်အဲ့ဒါမျိုးဆို dehydration ဖြစ်နေတယ်ဒါပေမဲ့အဲ့ဒါကျတော့စေးုံမှာဆန်းတဲ့နီးပုံစံအောင်ပြောပြတာတကယ်အပြင်မှာဆိုလို့ရှိရင်တော့လေဒီအဲ့လောက်ရေဓာတ်ဆုံးရှုံးနေကြတော့တော်တော်ဆုံးရှုံးနေပြီဒီ drip တွေပါအောင်ချိတ်ဖို့လိုအပ်နေတယ်ပေါ့နော်အဲ့လိုမဟုတ်ဘူးဒီတိုင်းလေရေဓာတ်ဆုံးရှုံးတာဘယ်လိုမျိုးသိနိုင်လဲဆိုလို့ရှိရင်မူးနေတာရဲ့မူးလာတာရဲ့အားနေပြီမလို့ရှင်မရှားခြင်းဖြစ်တာရဲ့နောက်တစ်ခုကသွေးပေါင်တွေကျလာတာနော်နောက်တစ်ချက်ကကြတော့ဘာဖြစ်လာလဲဆိုရင်ဒီစီးထဲမှာလေစီးအယောင်ကရင့်လာတာအဲ့ဒါတော့သိတာပါတယ်နော်ဒါလေးတွေကြည့်ခြင်းအပြင်ရေဓာတ်ဆုံးရှုံးနေပြီ dehydration ဖြစ်နေတယ်ဆိုတာသိနိုင်တာပေါ့လေနော်ဘယ်အရာမှတော့အလွန်ကျွံဖြစ်တာမကောင်းဘူးပေါ့နော်တချို့တွေကကြတော့ရေတွေအများကြီးတောက်တယ်အများကြီးတောက်လို့ရှင်လဲလေအုံနောက်နဲ့ဆိုင်ပြီးတော့ယောဂတွေရှိတယ်သိလားအဲ့ရေတွေအများကြီးတောက်တာလည်းမရဘူးရေတွေအများကြီးတောက်လို့ရှင်ယောဂရတဲ့ဟာတွေလည်းရှိတယ်နော်အဲ့တော့ရေတွေကိုဘယ်လိုချင့်ချိန်ပြီးတော့ဘယ်အချိန်မှာတောက်ရမလဲဘယ်လောက်ပမာဏနေ့စဉ်ဘယ်လောက်ပမာဏတောက်ရမလဲဆိုတာလေးပြပြခဲ့ရနော်အဲ့လိုနေ့စဉ် glowing skin ဖြစ်ဖို့အတွက်ဆိုလို့ရှိရင်ခုနဟာတွေကလည်း supportive ဖြစ်တယ်ပေါ့ပြီးရင်ဒီ skin care တွေနေ့စဉ်ပုံမှန်လုပ်တာတွေကလည်းဆက်လုပ်ပေးဖို့လိုပါမယ်ဘဟုသုတတွေလည်းရကြပါစေကျမလှပတော့ရေးပြအောင်ပါဆိုင်နေကြပါစေရှင်နောက်ထပ်ဗီဒီယိုလေးမှာထပ်ပြီးဆုံတွေ့မယ်နော် bye bye